မင်္ဂလာပါခင်ဗျာကျွန်တော်အခုပြပြပေးမှာတော့ကျွန်တော်တို့မိတ်ဆွေတွေရဲ့အိမ်ကြီးသို့မဟုတ်မိတ်ဆွေတွေရဲ့ကျွန်တော်တို့လှစ်ကကွင်လေးတွေမှာ CCTV လေးတွေနဲ့ကြည့်ကျင်နေတယ်တခါလေကြာရင်ကျွန်တော်တို့မေးတဲ့မေးခွန်းလေးတွေရှိတယ်ပေါ့နော်ကျွန်တော်တို့CCTV လေးတွေကိုလှစ်ကကွင်လေးပဲကျွန်တော်တို့ကရိုက်ချင်တာကြည့်ချင်တာအဲ့လိုမျိုးမေးနေတဲ့မိတ်ဆွေတွေအတွက်ကိုကျွန်တော်တို့အစင်လဲပြည်တယ်နေရာစားလဲတော်တော်လေးတက်တာတယ်ကျွန်တော်တို့နေရာတွေကိုဘာညာတွေဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်headers တွေလည်းအများကြီးထည့်စရာမလိုတယ်ကျွန်တော်တို့က EDVR လေးရှိတယ်ပေါ့နော်ဒီ Hikvision ရဲ့ EDVR လေးဆိုတာကကျွန်တော်တို့ညီကိုမိတ်ဆွေတော်တော်များများလည်းသိထားပြီးသားဖြစ်တယ်ဒီ EDVR ဆိုတာသူကဆက်သေးလေးပေါ့နော်ဒါကျွန်တော်တို့မှရှင်ပြရဆိုရင်တော့ဒါတော်တော်လေးသေးရဒါသူ့ဘူးကွန်power supply လေးတစ်လုံးစာပဲရှိတယ်မိုင်းတစ်လုံးစာပဲရှိတယ် power supply တစ်လုံးစာပဲတော်တော်လေးသေးရပါတော့အဲ့တော့အဲ့ EDVR လေးမှာဒီမှာကင်မရာ၄လုံးကတ်လို့ရတယ်ဒီမှာ HDMI နဲ့ VGA ပါတယ်ဒီကောင်လေးကနေပြီးတော့ကျွန်တော်တို့အိမ်မှာရှိတဲ့ TV တို့ monitor အပိုရှိရင် monitor အပိုတို့စသဖြင့်ဒီလိုမျိုးပေါ့နော် TV ရှိရင် TV monitor အပိုစသဖြင့်ကျွန်တော်တို့ဒီမှာဒါပုံမှန်အထိုင်တဲ့ရှင်ပဲဆိုတော့တော်တော်လေးသေးတာမှတွေ့ရမှာသူတစ်လေးပဲရှိတယ်သူကတချမ်းသာပဲရှိတယ်တစ်လေးဆိုတော့နေရာလည်းအစားတော်တော်လေးတက်တာတယ်ပြီးတော့ဒီကောင်ကအထဲမှာ solid state ပါထားပြီးသားပေါ့နော်ဆိုတော့ဒီနာကတော့ built-in ကျွန်တော်တို့က head disk ပါတယ်လို့ပြောချင်တာပေါ့နော်သူကတော့ solid state နဲ့သွားတာပေါ့နော်သူကလုံးဝအဆင်ပြေတယ် compatible အရန်ဖြစ်တယ်ဒီမှာတစ်လေးနေရာမှာပဲကတ်ထားကျွန်တော်တို့အထိုင်သက်တစ်လေးမှာပဲချထား TV နာလေးမှာပဲထားကင်မရာလေးတစ်လုံးဖွင့်ထားပြီးတော့ကြည့်လို့ရတဲ့ဆက်ကလေးဖြစ်ပါတယ် Hikvision အဲ့ဒါမှသူကဒီလိုမျိုးနေရာလေးမှာကတ်ပြီးထားလို့ရအောင် Hikvision ကဒီလိုမျိုးစာရင်းလေးမှာတော့ထည့်ပေးထားတာပေါ့နော်သူကအရန်မိုက်တယ်ဒီမှာ ESD ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒါကိုကျွန်တော်တို့ Hikvision ရဲ့ဒီမှာကင်မရာလေးတစ်လုံးနဲ့ lighting ကောင်းလုပ်လို့ရတယ် smart hybrid light 2 megapixel ကင်မရာလေးတစ်လုံးနဲ့ကျွန်တော်တို့ကဒီလိုမျိုးလေးတွဲဆက်လိုက်ပြီးတော့ထားလိုက်မယ်ဟိဆိုရင်အိမ်ရဲ့လှိကကွင်းလေးအိမ်ရဲ့ပုံစံတွေမှာတော်တော်လေးအထာကြားတယ်အတွဲဆက်လေးတစ်ခုဖြစ်သွားမှာဖြစ်ပါတယ်ခင်ဗျာဘာလို့ဒါလေးကိုပြပြလဲဆိုရင်အချို့ကကြတော့လေCCTV ကိုအထိုင်ဆက်အကြီးနဲ့လည်းမသုံးချင်ဘူးအခြားဟာတွေလည်းမတက်ချင်ဘူးခက်တလေးနဲ့ပဲရက်တွေလည်းအများကြီးကော2 weeks နှစ်ပတ်ရတယ်ပေါ့နော်ရက်တွေအနေနဲ့တော့ motion detection ကိုပဲအဓိက support လုပ်တာ motion detection ကို support လုပ်တာဖြစ်တဲ့အတွက်ကြောင့်ကိုယ့်ရဲ့ဒီအိမ်သားကိုကတ်လာတဲ့လူဖြစ်စီဥမာကိုက live view ကြည့်နေမယ်ဆိုရင်လည်း TV လေးကိုဖွင့်ထားလိုက်ပြီးတော့ဒီ set လေးနဲ့ live preview ကြည့်လို့ရတယ်ပေါ့နော်အဲ့ဒါဆိုရင်လည်းတော်တော်လေးအဆင်ပြေတယ်အကယ်လို့monitor တွေပါညာတွေဝယ်နေဆိုရင်လည်းကျွန်တော်တို့ရှိမှာကဒါဝါ monitor Hikvision monitor တွေလည်းကျွန်တော်တို့ရှိမှာဝယ်လို့ရတယ်ပေါ့နော်ဒါပေမဲ့ဆိုရင်ဒါ monitor တွေရှိရပေါ့နော် monitor တွေဆိုလည်းရှိတယ်ဒါဝါ monitor Hikvision monitor တွေကအကုန်လုံးအစုံရှိတယ်ဆိုတော့မိတ်ဆွေတို့အနေနဲ့ကိုယ့်အိမ်က TV အကြီးမှာမတက်ချင်မဲ့နဲ့ monitor လေးတစ်လုံးနဲ့တက်လေးဒါလေးကိုထားခြင်းနဲ့ကိုယ့်ရဲ့လှိကကွင်းမှာလူဆိုးတွေလားတခိုးတွေလားဖက်နက်လားခိုးတဲ့ဖက်နက်တခိုးတွေလားစသဖြင့်ကြည့်ကျင်တယ်လေ့လာကျင်တယ်ဆိုရင်လည်းဒီလိုအတွဲဆက်လေးကိုဝယ်ယူအားပေးလို့ရတယ်ပေါ့နော်ဒါကတော့ကင်မရာလေးတွေဆိုရင်လည်းဒါလှိကကွင်းမှာ Dual camera လေးတစ်လုံးကိုဒီလိုမျိုး cable ဒါဒီကောင်က cable camera တွေเนาะကျွန်တော်တို့ Wi-Fi camera wireless camera တွေမဟုတ်ဘူးဒီကောင်လေးကို network ချိန်ပြီးတော့ကိုယ့်ရဲ့ mobile phone ပေါ်ကနေကြည့်လို့ရတယ်ပေါ့နော်ဒါကတော့အားသာချက်တစ်ခုပါဆိုတော့ဒီကောင်လေးကိုကိုယ့်ရဲ့အိမ်ရဲ့ဆိုတော့ပြောရကျွန်တော်တို့ဒါလှိကကွင်းမှာဒီကောင်လေးကိုတတ်ထားလိုက်မယ်ဒီကောင်လေးကညဘက်လုံးဝလှိကကွင်းရဲ့မီးတွေပိတ်ထားလိုက်မယ်ဆိုရင်တော့ဒီကင်မရာကနေပြီးတော့သူက hybrid light ဆိုတဲ့အတွက်ကြောင့်သူကညဘက်ကို IR distance နဲ့သူကထုံးပေးမယ်ဆိုတဲ့ကင်မရာအမျိုးအစားတွေလည်းဖြစ်တယ်နောက်ပြီးတော့သူ့ကိုလည်းစက်တင်ထဲမှာကာလာတော့ပေးထားမယ်ဆိုရင်မီးမှောင်သွားရဆိုရင်လည်းကာလာအမြင့်သူကထုံးပေးလို့လည်းသူကရတယ်ပေါ့နော်အဲ့တော့နီလန်ဘောင်းစုံလုပ်လို့ရတဲ့ကင်မရာကိုယ့်ရဲ့အိမ်မီးတွေမသုံးမဲ့နဲ့12 volt လောက်ပဲတုံးပြီးတော့ပဲဒါသုံးလို့ရတဲ့အမျိုးအစားတွေဖြစ်တယ်ပေါ့နော်ဒါကတော့ကင်မရာတစ်ခုချင်းစီ configure ဝင်ချရတယ်ဆိုတဲ့ကင်မရာတွေပါဆိုတော့ဒီလိုမျိုးအတွဲဆက်လေးတွေကိုမိတ်ဆွေတို့လိုချင်နေဆိုရင်ကျွန်တော်ရွှေလာဝန်းမှာဈေးနှုန်းလေးတွေမေးပြီးတော့အိမ်မှာစာပေးခေါ်ပြီးတော့တက်လို့ရပါတယ်ခင်ဗျာဒါကတော့ကျွန်တော်အနေနဲ့ကတော့ဘာတွေလုံးမလဲဆိုရင်သူ့ရဲ့ accessory တွေ cable တွေဒီမျိုး cable တွေပေါ့နော် cable တွေကတော့ကျွန်တော် guide ဘက်တွေမိတာရင်းနဲ့တစ်ဆောက်ရောင်းနေဆိုတော့အဲ့ဒါတွေအားလုံးတွဲဆက်ပြီးတော့မိတ်ဆွေရဲ့အိမ်မှာလာပြီးတော့ဆင်ပေးရမှာဖြစ်ပါတယ်ခင်ဗျာဒါကြီးကတော့ထုံးစံတိုင်းပဲကျွန်တော်ရဲ့မိကုန်းတွေအတိုင်းပဲဟာဒါဆိုရင်တော့ total ဘယ်လောက်ကြမလဲဆိုရင်မိကုန်းတွေကတော့အိမ်မှာလိုအပ်တဲ့စာပေးကိုလုပ်ပြီးမှသာလျှင် cable အကွာဝေး tracking တွေရိုက်မလားမီး socket machine မီး socket ရိုက်တာဒါတွေကလိုအပ်နေရဖြစ်တဲ့ကြောင့် total ရဲ့ဟာတော့စာပေးလာကြည့်ပေးပြီးမှပဲအိမ်ဒီမှာဒိုင်းတာတွက်ချက်လို့ရပါလိမ့်မယ်။ဘာလို့ဒီကောင်လေးတွေကပေါ့ပပလေးနဲ့အိမ်မှာတုံးနေတဲ့မိတ်ဆွေတွေတက်ကိုကျွန်တော်ကဒါတွဲဆက်ပြရလေးပေါ့နော်။ဒါဗီဒီယိုကင်မရာလေးနဲ့တွဲလိုက်မယ်ဆိုရင်တော်တော်လေးကိုမိုက်တဲ့လှိကကွင်းမှာလုံးဝအန်ဒီရဲ့ကင်းရှင်းသွားပြီးတော့ကိုလည်းအဆင်ပြေတဲ့အမျိုးအစားလေးဖြစ်တယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ကဒါရှင်းပြပေးတာပါခင်ဗျာ။အခုလိုလိုအပ်တဲ့မိတ်ဆွေတွေရှိရဆိုရင်ကျွန်တော်ရွှေတောင် CCTV ဖုန်းနံပါတ်တွေကိုဆက်သွယ်စုံစမ်းမေးမြန်းပြီးတော့တက်ဆင်ခြင်းနဲ့ဆိုရင်လည်းစာပေးလဲလာကြည့်ပေးပါတယ်တခုချင်းစီကိုလည်းဈေးနှုန်းစုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ခင်ဗျာရွှေလောင်းမှာတော့မိတ်ဆွေလိုချင်တဲ့
ပစ္စည်းတွေအစုံအလင်အများကြီးရှိတာမို့လို့ရွှေလောက်ဝန်းရှိုးရုံးကိုလည်းတစ်ခေါက်တလေတော့လာပြီးတော့လေ့လာပါကျွန်တော်တို့ဈေးကွက်ထံမှာမြင်နေသလိုမျိုးကင်မရာတွေဟာဒါတွေပဲမဟုတ်ပါဘူးစုံနေအောင်ရှိပါတယ်ခင်ဗျာဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်